ลิตภัณฑ์เสริมอาหารบำรุงสำหรับผู้หญิงจอร์ลี่แบนของผู้บริหารสาวมากความสามารถจีปียาภูคว้ารางวัล The Viral Hits Thailand Spotlight Award 2025 ในสาขาสินค้ายอดเยี่ยมจัดโดยสำนักข่าว The Viral Hits ภายใต้บริษัท Betsy World Entertainment จำกัดเพื่อเชิดชูเกียรติเหล่าผู้สร้างสรรค์ธุรกิจแบรนด์สินค้าและเพื่อเป็นแรงผลักดันให้ก้าวพัฒนาต่อไปด้วยคุณภาพที่ดีสวัสดีค่ะจะมาเราจูลี่แบรนด์ฟาวเดอร์จียาบุชิปาเรเช่ค่ะวันนี้เป็นยังไงบ้างคะได้รับรางวัลทีนี้ပွဲမှာပေါ့နော်ဒီလိုမျိုး2025အတွက်ဆွေးရတဲ့ဂျူလီဘရန်ဖောင်ဒါတယောက်အနေနဲ့အရင်ဝမ်းသာပါတယ်ရှင်อยากให้พูดถึงธุรกิจที่ทำค่ะทำเกี่ยวกับอะไรยังไงบ้างဒီဂျူလီဘရန်ကိုပေါ့နော်2019ကလေးကနေစပြီးတော့ထုတ်လုပ်ခဲ့တာအခုဆိုရင်ပေါ့နော်ဒီဈေးကွက်ထဲမှာဆိုရင်ကျွန်တော် online နေခန့်လာပါတော့ဒီအမျိုးသမီးဖြည့်ဆွတ်စာရဲ့အမျိုးသားဖြည့်ဆွတ်စာရဲ့ပြီးရင်စက်ပြတွေလည်းထုတ်လို့ပေါ့နော်အခုဆိုရင်ဒီဈေးကွက်ထဲမှာအရင်အမျိုးသမီးဘောအမျိုးသားတွေတော့အရင်အဆင်ပြေတဲ့ product လေးဖြစ်တယ်ပေါ့နော်ဒီဟာလေးကအခုဆိုရင်ဈေးကွက်ထဲမှာ9နှစ်ရှိပြီပေါ့နော်အရင်ရန်ကောင်းတဲ့ brand တစ်ခုပါอย่างตรงนี้มันมีจุดเด่นอะไรบ้างคะဒီ brand ကကြတော့လေကျမတို့ online ကဖြတ်တံဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ brand နဲ့ပတ်သက်ပြီးတော့ကျမတယောက်ပဲအောင်မြင်တာမဟုတ်ပေါ့နော်ဒီအခုဆိုရင်အမျိုးသမီးအနေနဲ့ပေါ့နော် online ပေါ်မှာဒီ brand ကြောင့်စီးပွားရေးတစ်ခုအဖြစ်သူတို့ရက်တည်နိုင်ပြီပေါ့နော်သူတို့ဘဝတွေလည်းအရင်ထက်ပိုပြီးတော့တိုးတက်ပြောင်းလဲသွားကြတယ်ပေါ့နော်ဒီ brand ကြောင့်การตลาดในอนาคตทางแบรนด์วางแผนไว้ยังไงบ้างအနာဂတ်မှာဆိုလည်းအဲ့လိုပဲအမျိုးသမီးတွေအတွက်နောက်ထပ်ကျမစီစဉ်ထားတယ်ပေါ့နော်နောက်ထပ်ဒီဂျူလီနဲ့ပတ်သက်ပြီးတော့လည်း scale တွေလည်းထုတ်ဖို့ရှိပါတယ်နောက်ထပ်အများကြီးပေါ့နော်ထုတ်ဖို့ရှိပါတယ်ရှင့်สุดท้ายแล้วถ้าใครสนใจสามารถติดตามหรือว่าไปดูรายละเอียดได้ที่ไหนบ้างคะဟုတ်ဒီ brand ကိုဝယ်မယ်ဆိုရင်ဒီ page မှာဆိုရင် Women's Wellness ဝေးပိုင်း Jolie page ကနေလည်းဝယ်လို့ရ TikTok မှာဆိုလည်း Jolie လို့ရိုက်ရှာလိုက်ပြီဆိုရင်အများကြီးထွက်လာပါမယ်ရှင်။အဲ့ဒါနဲ့ဆက်သွယ်ပြီးတော့အမယူလို့ရပါတယ်ရှင်။မြန်မာတနိုင်ငံလုံးထိုင်းတနိုင်ငံလုံးပြီးရင်မြန်မာတွေရှိတဲ့အာရှနိုင်ငံတွေပါအားလုံးပို့ပေးပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။